စကိုင်းတိုင်းပလဲမြို့နယ်ကန့်တောက်ရဲစခန်းသိမ်းတိုက်ပွဲမှာငှက်အကြီးကြီးကိုကယ်နိုင်ခဲ့တယ်ပေါ့နော်ငှက်အကြီးကြီးကိုကယ်နိုင်ခဲ့တယ်အဲ့ဒီငှက်ကင်ကိုပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ကကယ်နိုင်ခဲ့တယ်ပေါ့နော်အားလုံးပဲမင်္ဂလာပါအားလုံးမြန်မာရှင်တွေမှာကြိုဆိုပါတယ်နေ့စဉ်နိုင်ငံရေးသတင်းတွေကိုတင်ပြတော့မှာမို့ subscribe လုပ်ပေးထားဖို့တောင်းဆိုလိုက်ပါတယ်ကျေးဇူးတော်အားလုံးကိုသူပဲကျေးဇူးတင်ပါတယ်ခင်ဗျာကန့်တောက်ရဲစခန်းသိမ်းတိုက်ပွဲမှာတပ်ပေါင်းစုတွေဝိုင်းတိုက်ကြတယ်အဲ့ဒီတပ်ပေါင်းစုတွေထဲမှာဘိုးနဂါးရဲ့ BNRA လည်းပါတယ်ပေါ့ဗျာဒါကြောင့်အဲ့ဒီတပ်ပေါင်းစုတွေဝိုင်းတိုက်တဲ့ကန့်တောက်ရဲစခန်းသိမ်းတိုက်ပွဲမှာစစ်ကောင်စီရဲ့ F7M လို့ခေါ်တဲ့တရုတ်ထုတ်ဂျက်ဖိုက်တာတစ်စီးကိုပြစ်ချနိုင်ခဲ့တယ်ပေါ့နော်ဘယ်သူမှတော့အခုချိန်ထိလေရင်ဟာဘယ်လိုအမျိုးအစားလဲဆိုတာဘယ်သူမှတိတိကျကျမပြောနိုင်သေးဘူးပေါ့နော်ခံမှန်းချိန်အနေနဲ့သာတော်တော်များများကသုံးသပ်ကြတယ်စစ်ကောင်စီရဲ့ဂျက်တိုက်လေယာဉ် F7M ပေါ့ဗျာအဲ့ဒီတည်းမှာလေရင်မှုပါသွားတယ်ပေါ့နော်လေရင်မှုပါသွားတယ်အဲ့ဒီဂျက်တိုက်လေယာဉ်ပြတ်ကြတဲ့အချိန်မှာဘုံကြီးကျောင်းလူတွေရဲ့အိမ်ပေါ်ကိုပြုတ်ကြတဲ့အတွက်ကြောင့်ပြည်သူ၄ယောက်ထက်မနည်းကွယ်လွန်သွားတယ်ဒါစိတ်မကောင်းစရာပေါ့နော်ပြည်သူ၄ယောက်ထက်မနည်းကွယ်လွန်သွားတယ်အဲ့ဒီမှာရင်းမပင်ခရိုင်ပကဖကငှက်ကင်ခိုးတဲ့ကိစ္စပေါ့နော်ငှက်ကင်ခိုးတဲ့ပြဿနာဒါကိုလည်းပဲဘုံဘုံကမပြောတော့ဘူးလုံနေတာပြောလိုက်မယ်ပေါ့နော်ရင်းမပင်ခရိုင်ပကဖတဲ့ PLA ကပြစ်ချလိုက်လို့ပြတ်ကျသွားတဲ့ငှက်ကင်ကိုသူတို့ပြစ်ချလို့ပြတ်သွားပါတယ်ဆိုပြီးမှလိုင်းပေါ်မှာဥအောင်တင်ခဲ့တယ်ပေါ့နော်လိုင်းပေါ်မှာရင်းမပင်ခရိုင်ပကဖကသူတို့ပြစ်ချလို့စစ်ကောင်စီရဲ့ဂျက်ဖိုက်တာတစ်စီးပြတ်ကျသွားပါတယ်ဆိုပြီးငှက်ကင်ခိုးတာပေါ့ဗျာငှက်ကင်ခိုးတာပေါ့နော်သူများငှက်ကင်ကိုငှက်ကင်ဆိုပြီးတော့သူများပြစ်ချတဲ့ငှက်ကင်ကိုသူတို့ပြစ်ချတဲ့ငှက်ကင်ဆိုပြီးငှက်ကင်ခိုးတာပေါ့မကြခင်မိနစ်ပိုင်းအတွင်းမှာပဲ PLA ကကန့်တောက်ရဲစခန်းသိမ်းတိုက်ပွဲမှာသူတို့ငှက်တကောင်ကိုပြစ်ချနိုင်ခဲ့ပါတယ်ဆိုပြီးတော့ဓာတ်ပုံတွေအတိအကျနဲ့တင်လာတဲ့အချိန်မှာရင်းမပင်ခရိုင်ပကဖအချက်တွေကွဲရောပေါ့ဗျာသူတို့ပြစ်ချတယ်ဆိုပြီးတော့သူတို့ရဲ့ Facebook စာမျက်နှာမှာဥအောင်အရင်ဆုံးတင်လာတယ်အဲ့ဒါကို PLA ကသူတို့ပြစ်ချလိုက်ပါတယ်ဆိုတဲ့အကြောင်းကိုဓာတ်ပုံသက်သေတွေနဲ့တကောကနော်ဆိုရှယ်မီဒီယာပေါ်မှာတင်ပြလာတဲ့အချိန်မှာရင်းမပင်ခရိုင်ပကဖအချက်တွေကွဲရောဆိုလိုချင်တာကကိုမလုပ်တဲ့အရာကိုဘာလို့ကိုလုပ်တယ်လို့ပြောရတာလဲနော်သူများမစ်ရှင်ကိုမစ်ရှင်လို့သွားခိုးတယ်သူများငှက်ကင်ကိုငှက်ကင်လို့သွားခိုးတယ်အဲ့လိုအချက်ကွဲပြီးတော့ငြိမ်လေးမနေပဲနဲ့ရဲမပင်ခရိုင်ပကဖကဘာဆက်လုပ်တယ်လဲဆိုတော့အောက်တန်းစားဆန်ပဲနော်စစ်ကောင်စီရဲ့ဂျက်ဖိုက်တာဟာတဲ့ဘယ်သူမှပြစ်ချတာမဟုတ်ပါဘူးတဲ့သူ့ဘာသူပြတ်ကြတာပါဆိုပြီးတော့ရှာရမ်းရမ်းပြီးလောက်ပါလေရောဗျာစောတော့ကအဲ့ဒီငှက်ကင်ကပိုင်ရှင်မပေါ်ခင်တုန်းကရဲမပင်ခရိုင်ပကဖကသူတို့ပြစ်ချတာပါဆိုပြီးတော့ပြည်သူလူထုကိုသတင်းဥအောင်တင်တယ်ဟောနောက်ဆုံးပိုင်ရှင်လဲပေါ်လာရောရှာရမ်းရမ်းပြီးတော့ငြိမ်မနေပဲနဲ့ဘယ်သူမှပြစ်ချတာမဟုတ်ပါဘူးစစ်ကောင်စီရဲ့ဂျက်ဖိုက်တာဟာသူ့ဟာသူအလိုနေပြတ်ကြတာပါဆိုပြီးတော့ရှာရမ်းရမ်းပြီးရုံးမာပါလေရောအောက်တန်းကြပါလေရောပေါ့နော်အဲ့တော့စစ်ကောင်စီကအကြမ်းဖက်အောက်တန်းစားနော်စစ်ကောင်စီကိုနာမည်ပေးရင်အကြမ်းဖက်အောက်တန်းစားလို့နာမည်ပေးရပဲ
အဲ့တော့ဒီငှက်ကင်နဲ့ပတ်သက်ပြီးတော့ရဲမပင်ခရိုင်ပကဖရဲ့အောက်တန်းကြမှုဟာငှက်ကင်တခိုးလူယုံမှာနော်ငှက်ကင်တခိုးလူယုံမှာမနာလိုတဲ့လူလိန်အောက်တန်းစားပေါ့မနာလိုတဲ့လူလိန်အောက်တန်းစားသူများငှက်ကင်ကိုငှက်ကင်ဆိုပြီးခိုးတယ်ခိုးလို့ပိုင်ရှင်လဲပေါ်သွားရောရှက်ရမ်းပြီးတော့သူများငှက်ကင်ကိုသူ့ဟာသူပြက်ကြပါတယ်ဆိုပြီးတော့မနာလိုပြီးတော့အောက်တန်းကြတယ်ပေါ့နော်အဲကြောင့်ငှက်ကင်တခိုးလူလိန်မနာလိုအောက်တန်းစားပေါ့ဗျာအောက်တန်းစားပေါ့ဘုံဘုံတို့တော်လှန်ရေးဘက်မှာအခုလိုအောက်တန်းစားတွေအများကြီးရှိတယ်နော်တော်လှန်ရေးကြီးကတကယ်တော်လှန်နေတဲ့သူလည်းရှိတယ်တော်လှန်ရေးကြီးထဲမှာလာပြီးတော့အချောင်လှုပ်စားခိုးစားလိန်စားနေတဲ့သူတွေလည်းအများကြီးအခုရင်းမပင်ခရိုင်ပကဖရဲ့လုပ်ရဟာအောက်တန်းစားလုပ်ရပေါ့နော်တော်တော်ရှက်ဖို့လည်းကောင်းနေပေါ့အခုဆိုရင်မြန်မာတနိုင်ငံလုံးမှာဒီຫນွေဥတော်လည်းရေး၄နှစ်ကျော်ကာလအတွင်းစစ်ကောင်စီရဲ့ရဟတ်ရင်ဂျက်တိုက်လင်စုစုပေါင်း12စီးကိုပြစ်ချနိုင်ခဲ့ပြီပေါ့နော်12စီးဆိုရယ်နည်းတဲ့ပမာဏမဟုတ်ຫນွေဥတော်လည်းရေး၄နှစ်ကျော်ကာလအတွင်းမှာစစ်ကောင်စီရဲ့ရဟတ်ရင်ဂျက်တိုက်လင်စုစုပေါင်း12စီးကိုပြစ်ချနိုင်ခဲ့ပြီနောက်တစ်ခုကဒီကနေ့လေရင်ပြတ်ကြမှုကဘာကျော်သတင်းကြီးပေါ့နော်အိန္ဒိယခရီးသည်တင်လေရင်ပြတ်ကြတာလူတယောက်ပဲအသက်ရှင်နေအဲ့ဒီလူတယောက်ကသူ့ရဲ့ထိုင်ကုန်နံပါတ်က A71 တဲ့နော် A71 ထိုင်ကုန်မှာစီးတဲ့လူတယောက်ပဲအသက်ရှင်နေကြံတဲ့လူပေါင်း200ကျော်အကုန်သေဆုံးတယ်ဒီကနေ့အိန္ဒိယနိုင်ငံမှာဘိုးအင်း8ခွန်ခရီးသည်လေဗြိတိန်နိုင်ငံလန်ဒန်မြို့ကိုပြန်တန်းတာလေပေါ်တက်ပြီး9မိနစ်လောက်ပဲကြာတယ်ဟောလေပြတ်ကျသွားတယ်အဲ့ဒီလေပြတ်ကျမှုမှာလူပေါင်း242ဦးပါတယ်ပေါ့နော်အဲ့ဒါကိုတယောက်ပဲအသက်ရှင်ပါတယ်အဲ့ဒီတယောက်ကထိုင်ကုန်နံပါတ် A11 မှာ A17 မှာထိုင်နေသူပေါ့နော်နောက်တစ်ခုကစစ်တွေမြို့နယ်ဗျိုင်းဖြူကျေးရွာကအတ္တမတပ်သားသစ်စုဆောင်းခံရတဲ့တပ်သား40ကျော်အာရကတပ်တော် AC ကိုလာပြီးတော့ပူးပေါင်းတယ်ဒါတော်တော်ကောင်းတဲ့သတင်းပဲနော်ဗျိုင်းဖြူကျေးရွာကနေပြီးတော့စစ်တပ်ဟာအတ္တမတပ်သားသစ်40ကျော်စုဆောင်းထားတယ်အဲ့ဒီအတ္တမစုဆောင်းခံရတဲ့တပ်သားသစ်40ကျော်ကအာရကတပ်တော် A နဲ့လာပြီးတော့ပူးပေါင်းလိုက်တယ်ဒါတော်တော်ကောင်းတဲ့သတင်းတစ်ခုပေါ့နောက်ကြားဖြူအမှတ်32ရဲတပ်ရင်းမကြအောင်စစ်ကောင်စီကစစ်ကြောင်းကြီး3ကြောင်းနဲ့ခုခံကာကွယ်တိုက်ခိုက်နေတယ်စစ်ကောင်စီကစစ်ကြောင်းကြီး3ကြောင်းနဲ့ခုခံကာကွယ်တိုက်ခိုက်နေကြီးတက်ရေတက်လေတက်နော်အဲ့ဒီကြောက်ရွံ့မျိုးနဲ့အမှတ်32ရဲတပ်ဟာဘလောက်တောင်မဟာဗျူဟာအရေးပါလဲဆိုရင်အချစ်ဘက်9မိုင်မှာဒညဝတီရေတပ်ဌာနချုပ်ရှိဟောရဲတပ်ရင်းရဲ့အချစ်ဘက်9မိုင်မှာဒညဝတီရေတပ်ဌာနချုပ်ကြီးရှိတယ်အနောက်ဘက်2မိုင်ခန့်အကွာမှာတရုတ်စီမံကိန်းမလကျွန်းတရုတ်စီမံကိန်းကြီးရှိတယ်ပေါ့နော်ဒါကြောင့်ကြောက်ရွံ့မြို့နယ်အမှတ်32ရဲတပ်ရဟာမဟာဗျူဟာအရတော်တော်ကိုအရေးပါတယ်
တကယ်လို့အာရကတက်တော် A ကအဲ့ဒီအမှတ်32ရဲတပ်ရင်ကြီးကိုသိမ့်ပိုက်နိုင်ပြီဆိုရင်ဒါအရှိတ်ဘက်9မိုင်ခန့်မှာရှိတယ်ဒင်ညဝတီရေတပ်ဌာနချုပ်လည်းမလွယ်တော့အနောက်ဘက်2မိုင်ခန့်အကွာမှာရှိတဲ့တရုတ်စီမံကိန်းလည်းမလွယ်တော့ဘူးပေါ့ဗျာအခုကြောက်ပြူမြို့နယ်မှာတိုက်ပွဲအပြင်းအထန်ဖြစ်ပွားလာတဲ့အချိန်မှာပဲကြောက်ပြူစီမံကိန်းကတရုတ်နိုင်ငံသားအများစုပေါ့နော်အကုန်လုံးတော့မဟုတ်ရွှေ့ပြောင်းနေကြတယ်ဟောတရုတ်စီမံကိန်းကတရုတ်နိုင်ငံသားတွေရွှေ့ပြောင်းနေကြတယ်တရုတ်ဒရုန်းနီးပညာရှင်တွေကတချို့စစ်တပ်ဘက်ကဒရုန်းနေနဲ့ဝိုင်းကူပြီးတော့တိုက်နေတာရှိတယ်ပေါ့ဒီလောက်ကြောက်ဖြူမှာအေနဲ့စစ်တပ်တိုက်ပွဲအပြင်းထန်ဖြစ်ပွားနေတဲ့အချိန်ကိုစစ်ကောင်စီကကြောက်ဖြူအထူးစည်းဝါးရေးဇုံကိုဆက်လက်ပြီးတော့အကောင့်ထဲပေါ်မယ်မနာဘူးပေါ့ဗျာကြောက်ဖြူအထူးစည်းဝါးရေးဇုံကြီးကိုဆက်လက်ပြီးတော့အကောင့်ထဲပေါ်မယ်ဘာကြောင့်စစ်တပ်ကဒီလောက်စစ်ဖြစ်နေတယ်အောင်မှာကြောက်ဖြူအထူးစည်းဝါးရေးဇုံကိုအကောင့်ထဲပေါ်ရတယ်လဲဆိုရင်ဖုံဖုံရဲ့သုံးသက်ချက်2ချက်ရှိတယ်ပေါ့နံပါတ်1ကအဲ့ဒီစီမံကိန်းတွေကိုအကြောင်းပြပြီးတော့တရုတ်လုံခြုံရေးတပ်တွေကိုသူ့ဘက်ကနေစစ်ကူခိုင်းဖို့နော်ဒီတိုင်းတရုတ်လုံခြုံရေးတပ်တွေကိုစစ်ကူခိုင်းရင်နိုင်ငံတကာရဲ့အမြင်မှာစစ်တပ်ကတရုတ်ကြေးစားတပ်တွေကိုခေါ်ပြီးတိုက်ခိုင်းနေတယ်ဆိုတဲ့အမြင်မျိုးတက်ရောက်သွားမှာဒါကြောင့်စစ်တပ်ကတရုတ်ကြေးစားတပ်တွေကိုလုံခြုံရေးကုမ္ပဏီကိုအကြောင်းပြပြီးတော့သူ့ဘက်ကနေပူးပေါင်းပြီးတိုက်ခိုင်းမှာအဲ့တော့ကြေးစားလို့မမြင်တော့ဘူးပေါ့ဗျာတရုတ်လုံခြုံရေးတပ်တွေကသူတို့ရဲ့စီမံကိန်းတွေကိုသူတို့ကာကွယ်တယ်ဆိုတဲ့ပုံစံမျိုးဖြစ်သွားတာပေါ့နော်အဲ့တော့တရုတ်ကြေးစားတပ်တွေကိုစစ်ကောင်စီကသူ့ဘက်ကဝိုင်းတိုက်ခိုင်းခြင်းလို့ဒီစီမံကိန်းတွေကိုမနာဘဲနဲ့ဆက်လက်ဆောင်ရွက်ပါနောက်တစ်ခုကကြတော့အာရကတက်တော့အေးမသိမ့်ခင်ဒီစီမံကိန်းတွေကို तू အကောင့်ထဲပေါ်မှသာလင်သူ့အတွက်ငွေတွေရမှာဘာဖြစ်လို့လဲဆိုစီမံကိန်းတစ်ခုဆက်ပြီးတော့လှုပ်ဆောင်နေတယ်ဆိုရင်သူကအခွန်ရမှာလေဟိုမှာ250စာချုပ်နဲ့အခွန်တစ်နှစ်ကိုအမေရိကန်ဒေါ်လာ2သန်းတုံးဆိုရင်တန်ပေါင်းများစွာရပါလိမ့်အဲ့တော့အာရကတက်တော့အေးမသိငင်ဒီကြောက်ဖြူစီမံကိန်းကြီးစီကသူပတ်စံနေလိုချင်လို့ဒီစီမံကိန်းတွေကိုမနာဘဲနဲ့ဆောင်ရွက်ခိုင်းတာလဲဖြစ်ကောင်းဖြစ်မယ်နောက်တစ်ခုကတရုတ်ကြေးစားတွေကိုသူ့ဘက်ကနေဝိုင်းတိုက်ခိုင်းဖို့အတွက်နော်ဒီစီမံကိန်းကိုမရက်နားချင်းလဲဖြစ်ကောင်းဖြစ်လိမ့်မယ်ပေါ့2ချက်ပေါ့